ဒီမှာခမရဒီမှာအမိရှင်ကျွန်တော်ကိုဖြစ်လာရင်မုံစေးရမ်းပဲလိုက်ဖို့လို့ရလားခမရကျွန်တော်ဒီနားမှာလမ်းပြောင်းနေလို့ပါအော်ဟုတ်ရှားပါရဲ့ရှင့်ဒါနဲ့ရှင့်နာမည်ကကျုံနာမည်မဝေးပါခမရဒါနဲ့အမိရောကျမနာမည်ပန်နီပါအော်ပန်နီရဲ့လားဒါဆိုရုံပေါက်လေးပေါ့ဟာဒါနဲ့ရှင့်မုံစေးရမ်းပဲလိုက်ဖို့ပေးထားကျမမုံဝယ်ကျွေးရမှာနော်ဒါပေါ့ဝယ်ကျွေးရမှာပေါ့ကွာမင်းလည်းကို့ကိုပြန်ဝယ်ကျွေးရမှာနော်တယောက်တလေပေါ့ဟဲဟဲဟာရှင်စစ်စရာလေးကွာရှင်ဘာပြောလိုက်တယ်လဲအော်မဟုတ်ပါဘူးခုနားမှာတွေ့လားဒီရုပ်လေးတန်းစီပြီးချိန်ထားတာလေအဲ့ဒါကိုပြောတာအော်ဒါနဲ့ဗန်နီကဘာမဟုတ်စားမှာလဲကိုဝယ်ကျွေးမယ်လေရှေ့ကမစားချင်တယ်ဒါနဲ့ဗန်နီတစ်ခုလောက်မေးလို့ရမလားရက်ကိုမိုးဝေးအကြောင်းပြီလားဟုတ်ကျွန်တော်ကြောင်းပြီးပါပြီခင်ဗျဒါနဲ့ရှီခဲမုတ်ကဘာရတာစားမှာလဲစတော်ဘယ်ရီဟုတ်ပါပြီခင်ဗျအဲ့ဆိုလည်းကျွန်တော်သွားမှာခဲ့လိုက်မယ်နော်ဗန်နီဒီမှာရေခဲမုတ်ရပြီဗျဟုတ်ကဲ့ရှင်ဒါနဲ့ကိုဗန်နီကိုမေးစရာရှိရဲ့ဗန်နီမှာဟိုလေကောင်းလေးများရှိလားဗျမရှိပါဘူးရှင်အော်အဲ့လိုဆိုရင်ကျွန်တော်ဗန်နီကိုချစ်လို့ရလားခင်ဗျရှင်ဟုတ်ပါတယ်ဗျာမြင်ချင်းချစ်မိသွားတဲ့အချင်းလို့ပေါ့ပဲချစ်လို့တော့မထင်လိုက်ပါနဲ့နော်ကျွန်တော်ဗန်နီကိုရမ်းချစ်တယ်ဟိုလေးပွဲစစ်တော့ကြည့်အောင်စကားလမ်းကြောင်းမလွဲပါနဲ့ဗျာကျွန်တော်ပြောရလေးပြန်ကြည့်ပါအောင်ဗန်နီရဲ့မသိဘူးဗန်နီတော့ချနေပြန်လို့မယ်ဒါဆိုလည်းဖုန်းနံပါတ်ပေးခဲ့လေဗျာကဲရှာရညကြရင်ဖုန်းဆောက်လိုက်မယ်နော်ဟာဗန်နီဟာကွာဒီကလေးမလေးရောဟယ်လိုဗန်နီရှင်ကိုညနေကပွဲချင်းမှာပြောတဲ့စကားလေးအဖြေပေးအောင်လေဗျာလူမရမှာထားတယ်လားရောက်ကရင်းစားစကားလာပြောလို့ရှင်ချစ်ချင်းဖြူပေးရအောင်လေချစ်တယ်ဟောဗျာဗန်နီရဲ့ဂျားလေးကိုများပလင်းနေခံနေသေးရဲ့ပြောမယ့်ဟာပြောလိုက်လေပြီးတော့ရပဲလေဟုတ်ဘူးလားဆိုခုနိုင်တော့လောက်ချင်နေဆိုတော့ဗန်နီလည်းအိတ်တယ်ဟုတ်ပြီဗျာဒါဆိုလည်းခုနိုင်ပါနော်လက်ခံကြရင်ပြန်တွေ့မယ်နော်အိမ်မလာမပါစေဗန်နီလေး